ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါရှင်သမီးအတန်ကြားလားမသိဟုတ်ကဲ့ရှင်ဆရာမကြားရပါတယ်ရှင်ဟုတ်ပါပြီအဲ့ဒါဆိုရင်သမီးတို့ပေးထားတဲ့ agenda အတိုင်းပေါ့နော်ခစ်ဆန်းစာပေနဲ့ခစ်ဆန်းစာပေပေါ်ပေါက်လာဖို့မိတ်ဆက်ပေးပါမယ်ရှင်အဲ့တော့ခစ်ဆန်းဒီမှာတော့ခစ်ဆန်းစာပေဆိုတဲ့နေရာမှာကျမတို့ဒီနေ့ဆွေးနွေးကြမှာတော့ခစ်ဆန်းကဗျာတစ်ပေါ့နော်ခစ်ဆန်းကဗျာတစ်ကနေစပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့ခစ်ဆန်းကဗျာတစ်မှာဆရာကြီးဥဖေမောင်တင်ကနေပြီးတော့သူ့ရဲ့တပည့်တွေကိုဒီစင်တင်ပေးလိုက်တဲ့ကဗျာစာအုပ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာကြီးဥဖေမောင်တင်ကအဲ့ဒီအချိန်မှာရန်ကုန်တက္ကသိုလ်မှာကျောင်းကြီးဖြစ်တဲ့အချိန်လည်းဖြစ်တယ်။ခစ်ဆန်းစာပေစာအုပ်ဒီကဗျာစာအုပ်ထုတ်တဲ့အချိန်ဟာ1934ကစထုတ်တဲ့အတွက်ကျမတို့ကအဲ့ဒီတစ်ခေတ်ကိုခစ်ဆန်းစာပေခေတ်ဆိုပြီးတော့သတ်မှတ်ခဲ့ကြတယ်ပေါ့နော်။ရန်ကုန်တက္ကသိုလ်မှာအစတုန်းကနိုင်ငံခြားသားကျောင်းအုပ်ကြီးရှိပေမဲ့ဆရာကြီးဥဖေမောင်တင်ကပထမဦးဆုံးတော့မြန်မာကျောင်းအုပ်ကြီးဖြစ်လာတယ်ဆရာကြီးကဘွဲရတဲ့အခါမှာအရှေ့တိုင်းဘာသာအရှေ့တိုင်းပညာပေါ့နော်အခုခေတ်ကျတော့ကျမတို့က Oriental Studies ဆိုပြီးတော့ခေါ်ကြတယ်ဟိုတုန်းကပါဠိပါမုခပေါ့ပါဠိပါမုခဘဝကနေပြီးတော့နိုင်ငံခြားမှာသွားပြီးတော့ပညာတော်သင်တယ်ပြန်လာတဲ့အခါမှာနော်အရှေ့တိုင်းဘာသာရပ်အနေနဲ့သူသင်တဲ့ချိန်မှာမြန်မာစာဌာနဆိုတာမရှိသေးပါဘူးမြန်မာစာပေမြန်မာစကားကိုလည်းအမတန်မှနှိမ့်ချနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့ချိန်မှာဆရာကြီးကမြန်မာကျောင်းမြန်မာပြည်ဘွားကျောင်းဦးတယောက်ကြီးပေါမခတယောက်အနေနဲ့သူကတာဝန်ကျေခဲ့တယ်ပေါ့နော်မြန်မာစာပေနဲ့ပတ်သက်ပြီးတော့ရှေးဟောင်းစာပေတွေကိုယဉ်ကျေးမှုတွေဖော်ထုတ်မှဖြစ်မယ်ဆိုပြီးတော့အဓိကကတော့အင်္ဂလိပ်လူမျိုးတွေချမှတ်ထားတဲ့သင်ရိုးကနေပြီးတော့မင်းတို့မှာမြန်မာစာသင်ကြားရှိလို့လားလို့ပြောလာတဲ့အခါမှာဆရာကြီးကရှေးဟောင်းမြန်မာစာပေတွေကစာ46မျိုးကိုသူကထုတ်ဝေနိုင်အောင်စူးစမ်းခဲ့ငါတို့မှာတင်စရာပြုတ်တို့မော်ကွန်းတို့အေဂျင့်တို့အများကြီးရှိတယ်ဆိုပြီးဆရာကြီးကကိုယ်တိုင်ထုတ်ပြခဲ့တယ်အဲ့လိုထုတ်ပြခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့တပည့်တွေပေါ့နော်ဒီတက္ကသိုလ်ကျောင်းတိုင်းမဂ္ဂဇင်းတို့ကဏ္ဍလောကမဂ္ဂဇင်းတွေမှာကြပြရီစာရီရေးအောင်သူတိုက်တွန်းပေးခဲ့တယ်ပေါ့အခုဒီခစ်ဆန်းကြပြရီကကြတော့ခုနကတက္ကသိုလ်မဂ္ဂဇင်းအသီးသီးမှာရေးခဲ့တဲ့ခစ်ဆန်းစာကြပြလေးတွေကိုစုစည်းပြီးတော့သူကကြပြစာအုပ်ထုတ်ပေးလိုက်တယ်ကြပြဆရာကတော့8ဦးပါပါတယ်ပေါ့အဲ့တော့ဒီကြပြခစ်ဆန်းကြပြဆိုပြီးတော့သူကခေါင်းစဉ်တက်လိုက်တဲ့အခါမှာဆရာကြီးအဓိကပြောချင်တာကတော့ခေတ်ကိုစမ်းသပ်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ခေတ်ကိုစမ်းသပ်ရင်းနဲ့ဒီရန်ကုန်တက္ကသိုလ်ကနေစထွက်လိုက်တဲ့အတွက်ဒါကြောင့်မို့ကျမကဒီမှာပေါ့နော်။ကံကော်ရနံတင်ပြတ်နေဆိုတာကတော့ရန်ကုန်တက္ကသိုလ်ကိုစားပြုထားတာဖြစ်ပါတယ်။အဲ့ဒီကနေစပြီးတော့လမ်းဆန်းခဲ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာပြင်ပစာပေတွေကခုလိုအတွေးခေါ်မျိုးခစ်ဆန်းစာပေတွေကအတွေးခေါ်မျိုးလက်မခံပါဘူး။ဒီသုံးနှန်းသုံးတွေကနေပြီးတော့လာခဲ့တဲ့အယိုးအစင်တိုင်းပဲကြပြဖွင့်ရင်လေရတုတို့လေးချိုးကြီးတို့ဒါမျိုးနဲ့ပြင်ပစာပေနယ်ပယ်မှာကျင်လည်နေတဲ့အချိန်မှာဒီတက္ကသိုလ်ကျောင်းသူကျောင်းသားတွေကကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့မြင်ရတဲ့တိရစ္ဆာန်လေးတွေကြောင့်ငှက်ကလေးတွေကြောင့်တဘာဝပတ်ဝန်းကျင်ကြောင့်ဖွဲ့တဲ့အခါမှာဒီတေးသေးမွားလေးတွေဘာကြောင့်ဖွဲ့ရတာလဲဒါဟာအနောက်တိုင်းစာပေရဲ့အရေးအမွက်တွေပါနေတယ်ဆိုပြီးတော့ပတ်ဝန်းကျင်ကနေပြီးတော့ဝေဖန်တိုက်ခိုက်ကြပါတယ်အဲ့လိုဝေဖန်တိုက်ခိုက်တာကိုဆရာကြီးသိပ္ပံမောင်ဝါကပလောင်နံခွဲအမျိုးမျိုးနဲ့သူကပြန်လဲခုခံခြေပပြီးရေးသားခဲ့အဲ့ဒီကြားထဲကနေပြီးတော့ဒီခစ်ဆန်းကြပြပေါ်ပေါက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစာအုပ်ဟာဆရာကြီးကနေပြီးတော့သူ့ရဲ့တပည့်တွေကိုစင်တင်ပေးလိုက်တာဖြစ်ပါတယ်ဒီထဲမှာပါတဲ့တပည့်၈ယောက်ကိုကျွန်မဆက်ပြီးတော့မိတ်ဆက်ပေးပါမယ်အဲ့ဒါကမှတဆင့်ဒီခစ်ဆန်းစာပေကြောင့်ဒီ၈ယောက်ရဲ့ကြိုးပမ်းမှုကြောင့်ကျမတို့မြန်မာစာပေမှာခစ်ဆန်းစာပေခေတ်ရလို့ဆက်ပြီးတော့ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဒါကတော့ဆရာကြီးရဲ့စာအုပ်အစဉ်တိုင်းကျမတို့စီထားတာဖြစ်ပါတယ်အဲ့ခါမှာခစ်ဆန်းဒီပထမအဆုံးမောင်အေးမောင်ပေါ့နော်ဒီမောင်အေးမောင်ဆိုတဲ့သူကမြန်မာစာအမုခဖြစ်လာပါတယ်နောက်မောင်သိန်းဟန်ကတော့အားလုံးသိတဲ့အတိုင်းဆရာဇော်ကြီးဖြစ်ပါတယ်အဲ့တော့ပထမအဆုံးခေတ်ကိုစမ်းသပ်လိုက်တဲ့ကြပြမှာဆရာကြီးကဒီစာအုပ်ကိုခစ်ဆန်းကြပြစာအုပ်ကိုမြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းပေါ့ The Burma Education Extension Association ကနေပြီးတော့စပြီးတော့ပုံနှိပ်တယ်1934မှာပုံနှိပ်တယ်ပုံနှိပ်တဲ့အချိန်မှာခုနသူတပည့်၈ယောက်ရဲ့နဲ့ပတ်သက်ပြီးတော့သူကဘာပြောထားလဲဆိုတော့ဘာကြောင့်သူ့ရဲ့တပည့်တွေရဲ့လက်ရာကိုမိတ်ဆက်ပေးရတာလဲဆိုတော့ဒီကြပြတွေဟာတဲ့လူငယ်တွေရေးတဲ့အတွက်စမ်းသစ်တဲ့ကြပြတွေဖြစ်တယ်စမ်းသစ်တယ်ဆိုတာမှာအဖွဲ့မျိုးစားစမ်းသစ်တာကိုမဆိုလိုပါဘူးတဲ့စိတ်ကူးကိုသာဆိုလိုတယ်ဆိုပြီးတော့ပြောတယ်သူကဘာကြောင့်လဲဆိုတော့သူ့တပည့်တွေကိုသူယုံတယ်လို့ဆိုပါတယ်
နော်ဟိုစိတ်ကူးဆန်းတယ်ဒါပေမဲ့ရေးတာရတုဖြစ်ခြင်းဖြစ်မယ်တန်ချိုဖြစ်ခြင်းဖြစ်မယ်လေးချိုးဖြစ်ခြင်းဖြစ်မယ်အရေးဖွဲ့မှာပုံစံမပြောင်းနိုင်သေးဘူးပေါ့နော်မြန်မာကဗျာတွေရဲ့ပုံစံတွေကမထွက်သေးပေမဲ့စိတ်ကူးတွေကတော့လမ်းခွဲပြီးထွက်နေပြီဒါကိုယုံကြည်တဲ့အတွက်ဆရာကြီးကအမျှော်မြင်ရှိရှိနဲ့တပည့်တွေကိုယုံကြည်စိတ်ချစွာနဲ့တွန်းပို့ပေးလိုက်တဲ့ခေတ်ဆန်းစာပေရလို့ဖြစ်လာတာပါပထမဦးဆုံးမောင်အေးမောင်ကိုကျွန်မမိတ်ဆက်ပေးချင်ပါတယ်ဒီကဗျာထဲမှာပါတဲ့ဦးအေးမောင်အေးမောင်ဟာကျမတို့မြန်မာစာပေါမခဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာသူရဲ့ထင်ရှားတဲ့ကဗျာကတော့ကန်နေသူနတ်ရှင်နောင်ဖြစ်ပါတယ်သူကနတ်ရှင်နောင်ရဲ့ဟလာအချစ်ကန်ခေပုံကိုသူဂယုဏစိတ်တွေနဲ့ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးတော့ကျမတို့ထင်ရှားတဲ့ဟာကတော့နော်ဟိုသူအဲ့ဒီမှာပင်တိုင်စံဓာတုကလျာအနှဲ့ငယ်ကြောင့်ကျင်ပိုင်ရန်စာညုကဗျာဖွဲ့ရှာရမဟာသမုဒ္ဒရာချဲ့ပါတဲ့အကြောင်းခံဆိုပြီးတော့ကဗျာရဲ့အစမှာစထားပြီးတော့အဲ့ဒီလိုနဲ့သူကဒီနတ်ရှင်နောင်ရဲ့အဖြစ်ဆိုးပုံလေးကိုဖွဲ့တဲ့အတွက်ဒီကဗျာလေးကလည်းနာမည်ကြီးပါတယ်ဒါကျမစာမိတ်ဆက်အနေနဲ့ပဲပြောတာပါနောက်တစ်ယောက်ကတော့ဆရာဇော်ကြီးဖြစ်ပါတယ်အဲ့တုန်းကတော့မောင်သိန်းဟန်ပါမောင်သိန်းဟန်ဆိုတဲ့ဆရာဇော်ကြီးကနော်သူကဘာတွေကိုဖွဲ့တယ်လဲဆိုတော့နော်ဒီကြောင်မနဲ့ပြဆိုတဲ့ကြပြလေးကလည်းမတန်ထူးကြပါတယ်။ကြောင်လေးတစ်ကောင်ဘလောက်လှတယ်ဆိုတဲ့ဟာကိုသူဖွဲ့တဲ့အခါမှာပတ်ဝန်းကျင်ကကဲ့ရဲ့ပါတယ်။ဘာကြောင့်မလို့ကြောင်တစ်ကောင်ရဲ့ကြောင်ဖွဲ့တာလဲ။ဝမ်းဘဲကြောင်ဘာကြောင့်ဖွဲ့တာလဲ။မျက်ရည်သမားကိုဘာကြောင့်ဖွဲ့တာ။ဒါဘာမှမထူးကြဘူး။ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေတယ်ဆိုတဲ့ဟာ။ तू ကတော့ကြောင်လေးရဲ့ဒီကြောင်ဖွဲ့တဲ့အခါမှာဘလောက်ပင်လျင်ရင်ပါသနည်းလဲစောင်းမော့ကိုဟန်ကြော့နှင်ပျော်ဖြူးနေရွဲ့သူ့ထက်ဝဲတွယ်လျက်စင်ရင်နံရံစင်တို့မျောမြင်ဆိုင်နေနေဟန်လေးသည်ယင်ကျေးပါပြီတကားသူပြောချင်တာကတော့ကြောင်တကောင်ကကြွတ်ချောင်းနေတဲ့ပုံဖြစ်ပါတယ်သူကအာယုံဆိုင်ပြီးတော့ချောင်းနေတတ်တဲ့သဘာဝကိုသူကအသေးဖွားရဲလို့လှိလူမရှိပဲနဲ့သဘာဝပတ်ဝန်းကျင်ကိုမြင်တတ်တာဟာခေတ်ဆန်းရဲ့ထူကြခြင်းဖြစ်ပါတယ်ဒါကတော့ဆရာစောကြီးကိုမိတ်ဆက်တာဖြစ်ပါတယ်နောက်တူကတော့မောင်ညွန့်ဆိုတဲ့ဆရာဖြစ်ပါတယ်ဒီခေတ်ဆန်းစာဆိုမောင်ညွန့်ကတော့ကလေးပြောင်းကြီးကလေးတယောက်ကဖခင်ပြောက်ရှာတဲ့ကြပြကိုသူကရေးပါတယ်ရေးတဲ့အခါမှာဒီမိခင်ရဲ့ဟန်နဲ့ကလေးရဲ့ဟန်ကိုပေါ်လွင်အောင်ရေးတဲ့အတွက်ဒီကြပြကလည်းနာမည်ကြီးပါတယ်မိမိဖေဖေဘယ်သွားမိဘညာလဲရှောင်ရှားလွဲဖယ်မွေးမေမေမှာတွဲဖျားစီးကြမျက်ရည်စနှင့်ဆွေးလှစိတ်တွင်အိုဖခင်ဆိုပြီးတော့ကလေးကအမေကိုအဖေပဲသွားလေလို့မေးလိုက်တဲ့အကြောင်းလေးကိုရေးတဲ့အတွက်ဒါပတ်ဝန်းကျင်မှာမြင်တွေ့နေကြအကြောင်းအရာလေးတစ်ခုကိုကြပြဖွဲ့ဆိုနိုင်တဲ့အတွက်ခေတ်ဆန်းတွေရဲ့အတွေးထူတာကိုတွေ့နိုင်ပါတယ်။နောက်တစ်ယောက်ကတော့မင်းသူဝင်းဆိုတဲ့မောင်ဝင်ပါနော်အဲ့ဒီခါမှာသူကဆရာကတော့နော်ဟိုရှေးမူခံမပြည့်ရေးတာလေးရှိတယ်ပြီးတော့ကြပြအပုပ်ပေါင်းများစွာလည်းရေးခဲ့တယ်။နောက်ဆရာရဲ့ထူခြားချက်ကသူ့ရဲ့ခံစားချက်ကိုဖွဲ့တာအပြင်သူကကလေးကြပြတွေကိုစပြိုးခဲ့တာဖြစ်ပါတယ်အဲ့ဒီသူရဲ့ခံစားချက်ကိုရေးတဲ့ကြပြထဲမှာတော့ထူးခြားတာကတော့တရားဟုဟောလဲပါဆိုတဲ့ကြပြဖြစ်ပါတယ်သူရဲ့ချစ်သူကဟလာကာမပေါင်းရှုပ်ထွေးကိုလာပြိုလေးမယ်မခင်လို့ယုံကျင်ပြီးစုပန်ကြသူရဲ့တားမြစ်ဖို့ခွင့်မသာနှစ်ကိုတွဲကပါဒီဝဲတန်တရားကတောင်ခေမာဟိုတစ်ဖက်စီတို့ဖောင်မဲ့ခင်စင်ကကူးမယ်လို့စူဒူးကိုပန်ညီတော်လဲပါရမီမောင်မြင့်တာမှုသွားနှင့်တက်လေရာเนาะသူရဲ့ချစ်သူကဟလာဟိုနိဗ္ဗာန်ကူးတော့မယ်ဒီဘဝမှာမနေချင်တော့ဘူးလို့ပြောတဲ့အခါမှာဒါကိုစောင်းပြီးတော့ရေးလိုက်တဲ့ပုံစံလေးပေါ့เนาะအဲ့ခါမှာဟလာဖောင်မဲ့ခင်ဆင်ပြီးတော့ကူးသွားလို့နိဗ္ဗာန်ကိုရောက်သွားရင်သူ့ကိုလေတရားဟုခေါ်လဲပါဆိုပြီးတော့ချစ်သူကဟလာလောကီအာယုံကိုစွန့်ခွာမယ်ဆိုတာကိုစောင်းချိတ်ပြီးရေးတဲ့ကြပြလေးကလည်းအမတန်နာမည်ကြီးပါတယ်ဒါခေတ်ဆန်းတဲ့ကနာမည်ကြီးတာလေးတာကိုကျွန်မထုတ်ပြတာဖြစ်ပါတယ်ကျွန်တော်ကတော့အသေးစိတ်ကြမှာဆွေးနွေးပါမယ်နောက်တစ်ယောက်ကတော့မောင်တိုးအောင်ဖြစ်ပါတယ်ဒီမောင်တိုးအောင်ကနော်ရွှေကျက်တူဆိုတဲ့ကြပြနဲ့ကျေးစီမောင်ပွဲပေါ့နော်ကျမတို့တောင်ခေတ်တုန်းကဆိုရင်ကျေးစီမောင်ပွဲမေပွဲတွေကိုရေးခဲ့ပါတယ်အဲ့ခါမှာသူကလေဒါကိုအတူယူပြီးတော့ကျက်တူရေးတကောင်ရဲ့ရောင်သွေးနဲ့အလေးထားတွေတရုပ်ဖော်ပါတယ်စိမ့်ဖက်ဖက်လူရွှေကျက်တူဝေလူရိယကြောက်ညိုများသူယူပနိကေလွန်တင့်တယ်လျင်နော်ဟိုကျက်တူရေးအစိမ်းရောင်လေးကိုပဲသူကထူးထူးခြားခြားဖွင့်ပြီးတော့ရှေးဟန်မပြတ်သေးဘူးဒါပေမဲ့ကျက်တူရေးရဲ့အတောင်တွေအမွှေးတွေကိုဖွင့်ဆိုပုံကတော့ခေအတွေးတွေပါလာပြီဆိုပြီးတော့ချီကျူးစရာကောင်းအောင်ပြောဆိုကြတာတွေ့ရပါတယ်နောက်တူကတော့တူရီသောကလောင်ရှင်မခင်စောမှုဖြစ်ပါတယ်မခင်စောမှုကခေတ်ဆန်းကြပြထဲမှာထူးခြားတာကတော့ဒီလက်ပြနဲ့ကြာကမုတ်ဆိုတဲ့ကြပြလေးထူးခြားခြားရေးဖွဲ့ခဲ့တယ်တူရီသောအမျိုးသမီးကလောင်ရှင်ဖြစ်တယ်ဆိုပြီးတော့ဆရာကြီးဦးဖေမောင်တင်ကမိတ်ဆက်ခဲ့ပါတယ်ဒါတော့နောက်ပိုင်းမှာကျမတို့ဆက်ပြီးတော့ဆွေးနွေးပါမယ်
နောက်တူကတော့မောင်ဘတောင်ဖြစ်ပါတယ်မောင်ဘတောင်ဆိုရင်ကျမတို့နော်ဟိုစာဆိုတော်များအထုပ်ပတ်တိကိုပြုစုခဲ့တဲ့မောင်တုတပါပဲဆရာကတော့နော်အဲ့ချိန်တုန်းကရဝေရှင်ထွေးရေးခဲ့တဲ့သဒုံထုံးကြီး55မျိုးအန်ချင်းကိုအတူယူပြီးတော့တက္ကသိုလ်ကျောင်းသူတွေကအဲ့တုန်းက BOA သဒုံလို့ခေါ်တဲ့သဒုံတွေကိုဟိုအပြိုင်ဆိုင်ထုံးကြတဲ့အခါမှာကြည့်လို့မကောင်းပေါ့နော်မျက်စိထဲမှာမြင်ရတာကိုဟိုအမြင်မတော်တာကိုခါတာနှောပြီးတော့ရကန်သဘောနဲ့ရေးဖွဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ရကန်တို့အခြေခံပြီးရေးတဲ့အတွက်သူတို့ရဲ့ရေးဖွဲ့ဟာမဆန်းသစ်သေးဘူးဒါပေမဲ့အတွေးတွေကစမ်းသစ်နေပြီလို့ဥဖေမောင်တင်ကဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာဆရာပြောထားတဲ့ထဲမှာဆရာကအော်လန်ထုံးနီတပြက်လီပေါင်းကြောင်ထိုးနောင်အိုးစီရန်လီပတ်ဝိုက်ရန်တိုင်ဆိုင်နဲ့ငှက်တိုက်ဘူးတောင်ဖျားလေးကောင်းတောက်ချာဆိုပြီးတော့မိန်းကလေးတွေခေါင်းပေါ်မှာသရုံးကြီးကြီးတွေထုံတာကိုဟာတာနဲ့ပေါ်လွင်အောင်ဆက်ဆူခဲ့တဲ့အတွက်ဒီသရုံးရကန်ကလည်းကိစန်းစာပီရဲ့ထူးထူးခြားခြားစာတပုတ်ဖြစ်ပါတယ်နောက်တစ်ခုကတော့စောမောင်မောင်ဆိုတဲ့ကလောင်ရှင်ဖြစ်ပါတယ်သူကတော့မေပွဲပိုက်စုံစက်ကြရတုရေးဖွဲ့ပါတယ်အဲ့ဒီဟာကြောင့်မို့လို့လေအရင်ကရတုပိုက်စုံကြီးရေးတဲ့ဟန်လေးတွေခေတ်ဆက်မှတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့သူကလုံးထက်စကလုံးတွေကိုသုံးပါတယ်တွေ့မှိုင်းခွေကားရိုင်၍မေ့နိုင်မောင့်တီးဆိုင်မှာဆိုတဲ့အဆက်အဖွဲ့တွေကိုတွေ့ရတာဖြစ်ပါတယ်ဒါကတော့ခေတ်ဆန်းစာဆို8ဦးကိုကျမကမိတ်ဆက်ထားတာဖြစ်ပါတယ်အခမ်းအနားမှုကဆက်ပြီးတော့ဒီအစီအစဉ်ကိုသွားပါမယ်ဟုတ်ကဲ့ရှင်ကျမတို့ဒီခေတ်ဆန်းစာပေမှာရှိတဲ့ကဗျာဆရာတွေတဲကမှ3ဦးကိုရွေးချယ်ပြီးတော့3ဦးရဲ့ကဗျာလေးတွေကိုမိတ်ဆက်ပြောပြပေးလိုပါတယ်ရှင်ဆရာမဆရာစောကြီးကျောင်းအသေးစိတ်မိတ်ဆက်ပေးဖို့ထုံးစပါတယ်ရှင်ဆရာစောကြီးကတော့ကျမအနေနဲ့အထူးမိတ်ဆက်ဆရာမရှိတော့ပါဘူးเนาะဒီမှာပြထားတဲ့အတိုင်းပဲဆရာစောကြီးနဲ့ပတ်သက်ပြီးတော့ကျမတို့အချုပ်ပေါ့เนาะ biography အချုပ်ကလေးကိုဒီကလေးတွေကပြင်ဆင်ထားပါတယ်အဲ့ထဲကမှခေတ်ဆန်းစာပေထဲမှာနာမည်အကြီးဆုံးကတော့ဗရောက်ပန်းဆိုတဲ့တန်ချိုဖြစ်ပါတယ်ဆရာရဲ့ထူးခြားချက်ကတော့အရင်တော့ကကျမတို့ဥကြော်ရေးခဲ့တဲ့၄ကျိုးရှိပါတယ်နော်လာတကူးပေမို့အလှထူးပါပြီမြဖူးရတဲ့ခိုင်ရွှေဝါဆိုတဲ့၄ကျိုးဖြစ်ပါတယ်အခုလေကျမတို့ကိုရန်ဖတ်စာမှာပါပါတယ်ဒါတွေကဘယ်တော့မှမယိုးနိုင်တဲ့သင်ခန်းစာတွေဆိုကြပြတွေဖြစ်ပါတယ်ဆရာရေးဆရာဥကြော်လက်ထက်တုန်းကတော့ဗရောက်ပန်းကိုသူကဘာနဲ့တင်စားလဲဆိုတော့နန္ဒမူဖန်ကူထိတ်မှာပေါက်တဲ့ပစ္စေကာတွေချွေးတော်တိတ်ရတဲ့ဖန်ကူထိတ်မှာပေါက်တဲ့ပန်းဗရောက်ပန်းဟာအမတန်ထူးမြတ်တယ်လို့ဆရာရှေ့တုန်းကဥကြော်က၄ကျိုးထဲမှာရေးခဲ့ပါတယ်ဒါပေမဲ့ဆရာစောကြီးလက်ရှိကိုရောက်လာတဲ့အခါမှာတော့ဆရာစောကြီးရဲ့အမြင်ကတစ်မျိုးဖြစ်ပါတယ်ဗရောက်ပန်းဟာထူးမြတ်တာမှန်တယ်ဒါပေမဲ့လူတွေဟာအလှဖြတ်ကြတယ်ဒါကြောင့်ဆရာကဗရောက်ပန်းပွင့်ပြီဆိုရင်ကျမတို့ကအယူတစ်ပိုင်းပေါ့နော်ဗရောက်ပင်ကိုခုတ်ကြလှဲကြအကိုင်းခက်တွေချိုးကြအဲ့ဒါကိုတားလိုက်တဲ့အနေနဲ့မခုကျင်စမ်းမနဲ့ဆိုပြီးတော့ဗရောက်ပန်းကြပြနဲ့အစာပြုတ်ခဲ့ပါတယ်ဆရာကတန်ကြိုပုံစံနဲ့ဖွဲ့တဲ့အတွက်ကြပြဟာရွတ်ဆိုလို့အမတန်ကောင်းပါတယ်ဒီကြပြနဲ့ပတ်သက်ပြီးတော့ကျမတို့ဟိုပြင်ဆင်ထားတာလေးကိုနော်သူကနေပြီးတော့ဖွင့်ပြပါလိမ့်မယ်နားထောင်ကြည့်ပါရှင်ဟုတ်ကဲ့ရှင်ဒါကဆရာပြောတဲ့ဆရာရေးခဲ့တဲ့ကြပြပါဒါကတော့တန်ကြိုပုံစံနဲ့ရေးထားပါတယ်အတန်ဖိုင်လေးကိုနားထောင်ကြည့်ပေးပါနော်လာရကူဝေမို့အော်အလာရကူပါရီညညပူရဲ့အိုင်ရွှေဝါတကယ်လားနာသူဒီပန်းလို့စမ်းမတူ
မခူးကျင်စမ်းပါနဲ့နှစ်ဆန်းခါတော်မီမှုစဘောရီပြေပြေလိမ့်ငါပါခတ်သိမ်းနေဆုံဆုံတို့ပွင့်ငုံကိုလင့်ကုံကြတော့လို့ခေါင်းကြွကစာဝေဝေနဲ့သူလဲလီလောကီသားလူပါကြွားကျင်လှပေလိမ့်မယ်ဒါကတော့ကျမကကြပြနှစ်ပုဒ်ကိုရှင်းပြထားတာဖြစ်ပါတယ်ဦးကျော်ရေးခဲ့တဲ့လေးချိုးနဲ့ဒီဆရာဇော်ကြီးကအတွေးသစ်လိုက်တဲ့ဟာဒါဒီခစ်ဆန်းရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်သူကဘရောက်ပန်းကိုလောကီသားတွေနဲ့တင်စားပါတယ်ဦးကျော်ကတော့အမတန်ထူးမြတ်တဲ့ပန်းပြစ္ဆေကဗုဒ္ဓတွေချွေးတော်သိရတဲ့နန္ဒမူဖန်ကူထိတ်မှာပွင့်တဲ့ပန်းလို့တင်စားတယ်ပြီးတော့ဦးကျော်ကတစ်နှစ်တွင်တစ်လမှတစ်ရက်ပဲပွင့်တယ်လို့ပြောပါတယ်ဆရာဇော်ကြီးကလည်းအမတန်မှကြက်တည်ရှိတဲ့ဘရောက်ပန်းတိမ်မြင့်ရီပြပြကကြည်တာတာပင့်လေဖြူတွင်ဖြင့်ကြည်တာတာပွင့်ရွှေဖူးငယ်တို့ဆိုပြီးတော့ကောင်းကင်ပြားရဲ့နောက်ခံမှာဘရောက်ပွင့်အဝါတွေနော်လူဘယ်ညာလူနေတဲ့ဟာလူတွေလိုပါပဲဆိုပြီးတော့သူကတင်စားပြီးတော့သူတို့လိုဘသူမြူးနိုင်ပါထူးပါပြီတဲ့ဆိုဆရာကဘရောက်ပန်းကိုလူနဲ့တင်စားလိုက်ပါတယ်ဒီဥကြော်တွေကတင်စားပုံကတစ်မျိုးဒီမှာကျတော့လူဆန်ဆန်ဖွဲ့ပါတယ်ဒါကြောင့်မလို့ဒီအချိန်ဟာသာသနာရှင်ရှင်လန်းတဲ့အချိန်လည်းဖြစ်တယ်ဒီအချိန်မှာပွင့်တဲ့ဘရောက်ပန်းကိုလူတွေကလာဖြက်စီမှန်တော့လူတွေကတော့ဝမ်းမြောက်ဝမ်းသာနဲ့ခူးကြတယ်ဒါပေမဲ့ဘရောက်ပင်တွေကအဲ့ဒီအချိန်မှာအမှန်တန်ရုပ်ဆိုကြီးတန်သွားပါတယ်ဘရောက်ပွင့်နေဆိုတာလည်းအကုန်ကြွေကြပြီးတော့ပျက်စီးတတ်ပါတယ်အဲ့လိုခူးနေမဲ့လက်တွေကိုဆရာကတားတဲ့အနေနဲ့မခူးကျင်စမ်းပါနဲ့ဆိုပြီးတော့စကားပြောဟန်လေးနဲ့ကြပြကိုစလိုက်ပါတယ်ဒါဒီခစ်ဆန်းရဲ့အတွေးခေါ်ယူဆတွေပြောင်းလဲလာတာကိုဒီကြပြကဖော်ပြနေတာဖြစ်ပါတယ်ရပါပြီသမီးနော်ဟုတ်ကဲ့ရှင်နောက်ထပ်ကြပြစာဆိုတယောက်ကတော့ဆရာမင်းသူဝင်ဖြစ်ပါတယ်ရှင်နောက်မြို့သားစာဆိုဆရာကြီးမင်းသူဝင်ကတော့ကျမခုနကပြောခဲ့တယ်လို့ဆရာကကွန်းချံကုန်းသားဖြစ်တယ်ကွန်းချံကုန်းသားဖြစ်တဲ့အတွက်ကြောင့်မလို့သူကကွန်းချံကုန်းနဲ့ပတ်သက်တဲ့ခါနေစန်းတော်လွမ်းမိတယ်ဆိုတဲ့ကြပြလေးကိုရေးပါတယ်ဆရာရဲ့ဘဝတစ်လျှောက်မှာဒီတောရွာဓလေ့တွေကိုအခြေခံပြီးရေးတဲ့အတွက်အမတန်နှစ်သက်စရာကောင်းတယ်နောက်တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်လာတဲ့အခါမှာလေသူ့ရဲ့ကိုရေးကိုယ်တာခံစားချက်တွေကိုလည်းဆရာကခုနကကျမပြောခဲ့တယ်လို့နော်တရားဟောလဲပါဆိုတဲ့ကြပြမျိုးတွေပေါ့နော်ပြီးတော့နှစ်ကိုးတစ်စိတ်လိုကြပြမျိုးတွေအများကြီးပဲခစ်ဆန်းထဲမှာဆရာ18ပုဒ်လားမသိဘူးရေးခဲ့ပါတယ်အဲ့လိုရေးခဲ့တဲ့ကြပြတိုင်းဟာလည်းအခုထက်ထိရွတ်ဆိုလို့ကောင်းအဲ့ဒီကြားထဲမှာဆရာဟာကလေးစာပေကိုအစပြုခဲ့ကျမတို့တွေအမြဲတမ်းရွတ်ဆိုခဲ့တဲ့စွန်းအုပ်နီနီတို့ဝါဆိုဝါကောင်ရေတွေကြီးလို့ဆိုတဲ့တပြေသီးခောက်လို့ဟာမျိုးနော်နောက်ကျမတို့ထဲမှာထင်ရှားတာရှိနော်မိုးရီတဲ့ရီတဖွေးဖွေးဆိုတဲ့လေဆောင်တဲလူကြပြမျိုးနောက်ကျမတို့အရွယ်ရောက်လာတဲ့အချိန်မှာထင်ရှားတယ်ဟလာသူ့စပင်နှင်းစီပွင့်နေနဲ့ဂုံတစ်နယ်လေးဆိုတဲ့ချစ်ကြပြလေးမျိုးပေါ့နော်ဆရာရေးသမျှကြပြတွေဟာကျမတို့အတွက်အသေးဆွဲဖြစ်ခဲ့ပါတယ်ပေါ့ဒီခေတ်ဆန်းမှာဆရာကကလေးကြပြလေးတွေစပြီးတော့ဆက်လိုက်ခြင်းအပြင်ဒီကလေးကြပြဟာအားကောင်းကောင်းနဲ့ဒီပတ်ဝန်းကျင်မှာထိုးဖောက်ပြီးတော့ယနေ့ထက်တိုင်ပဲဒီကလေးကြပြကိုကျမတို့နောက်လူတွေကဝါရှင်မျိုးမျိုးနဲ့ဆိုကြတာတွေ့ရပါတယ်ဘယ်တော့မှမယိုးနိုင်တဲ့ကလေးကြပြတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာရဲ့ဟလာကိုရေးကိုရာကိုဖွဲ့တာတစ်မျိုးနောက်တပြေညိုးဆိုပြီးတော့ဟလာနိုင်ငံကိုအမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ဖွဲ့တဲ့ကြပြလဲနာမည်ကြီးတယ်လို့ပဲဒီကလေးကြပြတွေပေါ်ပေါက်လာဖို့အတွက်ဆရာရဲ့အားထုတ်မှုကိုတော့ကျမကအမြဲဂုဏ်ယူစွာနဲ့ပဲတင်ပြလိုပါတယ်နားဆင်ကြည့်ပါရှင်ဒါကတော့ဆရာကြီးမင်းသူဝင်ရဲ့အထုပ်ပတ်တိဖြစ်ပါတယ်စိုးအုပ်နီနီအမေရွယ်လူနဲ့ပြန်မနဲ့ကြောင်းထွက်မယ်မောင်လဲလိုက်မဲချမ်းမထားနဲ့အမေသွားတော့ပြင်းလာတယ်ကျောင်းကြီးပေါ်မှာမောင်ငယ်ဆိုတော့ဘုန်းကြီးအော်လို့ရိုက်လိုက်မယ်မောင်မစော့ပါစိတ်ပဲဒီနဲ့ဘုန်းတော်ကြီးလိုနေပါမယ်လိုက်မယ်ဒါကတော့ကျမတို့ဌာနကဆရာမလေးတွေကနေပြီးတော့ဒီကြပြလေးတွေကို
ရွတ်ပြထားတာပေါ့နော်ရွတ်ပြထားပြီးအပြင်ကကျမတို့ကအတန်ဖိုင်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဟိုချစ်စရာဖြစ်သွားတာပေါ့နော်ဒါအပြင်မှာဆိုရင် version မျိုးနဲ့အနှေးအမြန်လုပ်ပြီးတော့ဟိုဆိုကြတယ်အခုထက်ထိလည်းဒီကြပြဟာဘယ်တော့မှမယူတဲ့စွန့်အုပ်နီကြပြလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ကဒီနေရာမှာရွေးချယ်ပြီးတော့တင်ပြထားတာဖြစ်ပါတယ်အဲ့လိုပဲခွာနေစမ်းတော့လမ်းမိတယ်ဆိုတဲ့အထဲမှာလေသူနေထိုင်ရာကွန်းကြံကုန်းရက်ကိုပေါ့နော်ကွန်းကြံကုန်းကရွာလေးကိုသူဘလောက်လွမ်းနေဆိုတဲ့ဟာကိုသူကြပြဖွဲ့ဆက်ပါတယ်အဲ့မှာထူးခြားချက်ကတော့ဆရာမင်းသူဝင်ကရှေးတုန်းကရှေးမဟာဂီတတချင်းကြီးတွေကစန်းစာခါနွေးတို့ဘာလို့ယိုရီယာတို့ဘာလို့ထဲကစကလုံးတွေကိုအသုံးပြုပြီးတော့ဖွဲ့တဲ့အတွက်ကြောင့်မလို့ဆရာကြပြတွေဟာအမတန်တိတ်တိတ်တီးတီးနဲ့လှပတဲ့ကြပြတွေဖြစ်လာတယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်ရှင်ဆရာဟာရှေးစာတွေကိုနိုင်နေတဲ့သူဖြစ်တဲ့အတွက်စကလုံးတွေကိုဖွဲ့ဆက်တဲ့အခါမှာအမတန်ချစ်စရာကောင်းပြီးတော့ပေါ့ပေါ့ပါပါနဲ့ဆိုပေမဲ့အတိတ်ပဲနဲ့ပြေဝတယ်ပြီးတော့စကလုံးတွဲဆက်ပုံမှာလှတယ်လို့လေကျွန်မကတော့မြင်ပါတယ်ဘုန်းကြီးအော်ဆိုတာကရှင်းပြပါမယ်ရှင်ဒီမှာတခါလေးရှင်းလိုက်ပါမယ်ဘုန်းကြီးအော်ဆိုတာမှားပါတယ်နော်အမှန်ကတော့ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တယ်ဆိုတော့အော်ဆိုတဲ့အော်ရဲဆိုတာအော်ကြောလန်တာပေါ့ဒီကလေးကဆော့လုံးအားကြီးတယ်ဆိုကျမတို့ခေတ်မှာမြောက်မှုလဲလို့ပြောတာမျိုးပေါ့အော်ကြောလန်လေးပေါ့ဒါကြောင့်မလို့အော်နဲ့ဆော့နဲ့ကာယံယူထားတာဖြစ်ပါတယ်နောက်ပိုင်းကျတော့ဆိုတဲ့အခါမှာတချို့ကဘုန်းကြီးအော်လို့ရိုက်လိုက်မယ်ဆိုပြီးတော့အဲ့လိုဖြစ်သွားအဲ့ဒါဆိုရင်ကာယံမကိုက်ပါဘူးအဲ့လိုပဲကျမဟိုတစ်ဆက်ထဲပြောချင်တာကတော့ဟိုမိုးရေတက်ရေတဖွေးကွင်းကျဲအဝေးလဲဆောင်တဲလေးခြေတန်းရှိမိုးကုတ်အောက်မှာတီပါတချို့ကလဲဆောင်တဲလေးခြေတန်းရှိမိုးကုတ်အောက်မှာနေဆိုပြီးတော့မှားသွားတာမျိုးတွေရှိပါတယ်တကယ်တမ်းကလေဆောင်တဲလေးခြေတန်းရှိမိုးကုတ်အောက်မှာတီဖြစ်ပါတယ်အဲ့ဒါမှကြာနီတပွင့်ရှိရဲတီရဲနီရဲကာယံကြိုက်တာပါအဲ့ဒါဟိုသူ့ရဲ့မူရင်းမှာနောက်ပိုင်းမှာလူတွေကဟိုအလွယ်တကူရွတ်ဆိုရင်နဲ့မှားသွားတာရှိတဲ့အတွက်ကျမတို့ကတော့ဖတ်စာအုပ်လုပ်တဲ့အချိန်မှာအဲ့ဒီအမှားတွေမဖြစ်အောင်လို့ပြင်ပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်အခုလိုမေးတဲ့အတွက်ပေါ့နော်Welcome to Burmese for You, Susan Language Services. Burmese for You, Susan Language Services was founded in 2019 by Ms. Thender Zen and Ms. Sunandar. Both graduates with a Bachelor of Honours First Class in Myanmar Literature and Linguistics from the University of Yangon. The founders are also pursuing advanced studies in foreign language education and linguistics in China and Korea, further enriching their expertise in language instruction. Burmese for You is dedicated to bringing the beauty of the Myanmar language and culture to learners around the world. At Burmese for You, our mission is simple: to promote the study of Myanmar language and culture, to enhance the Burmese language skills of foreign learners, to share the richness of Myanmar literature and culture with the world. We have a range of exciting activities and opportunities for our students to immerse themselves in Myanmar's language and culture. Connect and practice the language with fellow learners. Interactive quizzes and language resources for free. Enhance your understanding of Burmese spelling, grammar, vocabulary, and common sentences. Webinars with experts. Learn from professionals in Myanmar literature. Explore interesting places while practicing Burmese in real-life settings. Donation fundraising by the BFU family, giving back to the community. Whether you prefer one-on-one tutoring or group classes, we've got you covered. Online and offline one-on-one tutoring, group classes, Myanmar language test preparation. When you choose Burmese for You, you're choosing quality. Experienced native teachers with over 5 years of experience teaching Myanmar to foreigners.
qualified educators. All our teachers hold degrees in Myanmar language and literature, Myanmar studies. Flexible scheduling. Adjust your lessons to fit your busy life. Personalized learning. We offer free trial lesson, level test, consultations, and individualized learning plans. Interactive classes. With regular feedback, drills, and reviews to ensure you're progressing. Comprehensive materials. We provide well-structured curriculum, official textbooks with audio files, and extra consultation. Group language training packages. We offer special packages for group training with free consultation on your level and schedule. Certificates upon completion. Timely feedback to help you succeed. Our group training is perfect for those seeking Myanmar language skills for business, diplomacy, or international organizations, including embassies and NGOs. Join the Burmese for You community. Our learners come from the world: Japan, India, China, Thailand, Norway, the Netherlands, Germany, America, France, and Russia, and so on. If you're looking to overcome language obstacles and master Burmese, you've come to the right place.